1945 ခုနှစ်ဘာလင်မြို့ဥရောပနယ်မြေတော်တော်များများဟာနာဇီစနစ်ဆိုးရဲ့အုပ်ချုပ်မှုအောက်ကလွတ်မြောက်စပြုလာပါပြီ။ထိုစဉ်ကတပ်မတော်နေတွေလို့သမုတ်ခဲ့ကြတဲ့ဆိုဗီယက်တွေဟာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြပါတယ်။နှစ်ဖက်စလုံးရဲ့သူတေကိုတေတိုက်ပွဲအမြောက်များအတွင်းစိတ်ကြည်နေတဲ့မြို့တွေနဲ့အတူနောက်ဆုံးနေ့တွေစီနီးကပ်လာတဲ့ဟစ်တလာဟာသူ့ပုံးကိုနေခဲ့တဲ့ဂရုတ်ကျင်းအတွင်းကထွက်ပြီးသားတွေကိုဝါဒဖြန့်ကြီးကနာဇီအတွက်အသက်ပေးရန်ရုပ်တံထုတ်လွှင့်ခဲ့ပါသေးတယ်။ဒုတိယကမ္ဘာစစ်ကြီးအတွင်းတေဆုံးသူလူဦးရေတန်း90ကျော်ရှိခဲ့တဲ့အထက်မှာအပြစ်မဲ့ပြည်သူအရေအတွက်ကပိုများခဲ့ပါတယ်။စစ်ပွဲကြီးအတွင်းကဂျာမန်မျိုးသမီးတွေဟာလည်းရုရှားစစ်သည်တွေရဲ့အဓမ္မပြုကျင့်မှုကိုခံခဲ့ရပြီးအိမ်ရဲ့ခေါင်မိုးပေါ်မှာတော့အမေရိကန်လေယာဉ်တွေကအဆက်မပြတ်ဘုံကျဲနေတာပိုကြောက်စရာကောင်းကြောင်ဖော်ပြခဲ့မှုပါတယ်။ဘာလင်ဟာလွန်ခဲ့တဲ့73နှစ်ခန့်ကဂျာမနီရဲ့အထင်ကရဖြစ်ခဲ့ပြီးပထမကမ္ဘာစစ်ရဲ့သူရဲကောင်းစစ်သည်တွေအပေါ်ဂုံပြုအမတ်တရပေါင်းများစွာနဲ့ယဉ်ကျေးမှုဆိုင်ရာအချက်ချာကြခဲ့တဲ့မြို့ကြီးတစ်မြို့ဖြစ်ခဲ့မှုပါတယ်1933ခုနှစ်မှာတော့ပထမကမ္ဘာစစ်ရဲ့ရှုံးနိမ့်မှုတွေအပေါ်ရှုတ်ချခြင်းလှုပ်ဆော်ခြင်းနဲ့စီယုံခြင်းတွေကန်ဆောင်လာတဲ့ဟစ်တလာနဲ့သူ့ရဲ့အညိုရောင်ရှက်အိမ်ဝဲအဖွဲ့သားတွေဟာဂျာမန်တမျိုးသားလုံးရဲ့အကြက်တဲတွေအတိတ်ကနာကြီးမှုတွေကိုကောင်းကောင်းအသုံးချခဲ့ပြီးဂျာမနီကိုစီယုံသိမ်းသွင်းခဲ့ကြပါတယ်ဒီလိုနဲ့1933ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာတော့ဟစ်တလာဟာအလုံးစုံအာဏာရလာပြီးလပိုင်းအတွင်းမှာပဲအဓိပတိယာဒူးနဲ့တကွဟိုင်းဟစ်တလာဆိုတဲ့အလေးပြုဟန်နဲ့အတူအာဏာရှင်စနစ်ကိုအသက်သွင်းခဲ့ပါတယ်အစောပိုင်းကာလတွေမှာထောက်ခံမှုနဲကောင်းနေနိုင်ပေမဲ့သူ့ရဲ့အာမန်အပြည့်နဲ့ဟောပြောသိမ်းသွင်းဟန်နေကြောင်းမကြခင်သမိုင်းတွင်စေတဲ့လူထုအစုအဖွဲ့ကြီးဖြစ်ပေါ်လာခဲ့ပါတယ်ကျွန်ုပ်ဤစွန့်သားကမ်းများဆိုတဲ့စာအုပ်ထဲမှာတော့ပထမကမ္ဘာစစ်ရဲ့တိုက်ပွဲဝင်စစ်သားဟောင်းတယောက်အနေနဲ့သူ့ရဲ့ရည်ရွယ်ချက်ဟာပြင်သစ်ကိုချေမှုန်းဖို့ဂျာမန်တို့ကိုအင်အားဆုပ်ယုပ်စေခဲ့တဲ့ဘာဆိုင်စာချုပ်ကိုစုပ်ပြဲဖြစ်ဖို့သာအဓိကဖြစ်ပါတယ်နောက်ထပ်ဆန္ဒတစ်ခုကတော့ပြင်သစ်ထက်လူဦးရေနှစ်ဆပိုများတဲ့တန်း80သောဂျာမနီဟာနယ်ချက်စနစ်ကိုအသက်သွင်းပြီးဂျာမန်အင်ပါယာအဖြစ်ကမ္ဘာကိုအုပ်စိုးကျင်ခဲ့ပါတယ်ပထမဆုံးအနေနဲ့ဂျာမန်တို့ရဲ့အရှိန်အဝါကိုညှဉ်းနှွမ်းစေတယ်လို့ယူဆရတဲ့ဂျူးလူမျိုးတွေကိုအမြင့်ဖြတ်ဖို့စီစဉ်ခဲ့ပြီးနိုင်ငံအတွင်းကစီးပွားရေးအကျပ်တဲတိုးတက်မှုမရှိခြင်းနဲ့အရာအလုံးရဲ့တရားခံအဖြစ်သတ်မှတ်ပစ်လိုက်ပါတယ်ဒီတော့ဂျူးလူမျိုးအပါအဝင်နာဇီတို့ရဲ့အနောက်ရှက်ဖြစ်လာမဲ့ကွန်မြူနစ်အုပ်စုနဲ့အခြားလူပေါင်းများစွာကိုပြုပြင်ထိန်းသိမ်းရေးစခန်းထံပို့ပစ်ပြီး1938ခုနှစ်မတ်လ12ရက်နေ့မှာတော့ဂျာမန်စကားပြောတတ်သူအာရီယန်မျိုးနွယ်စုတို့ကိုပြန်လည်စည်းရုံးကအင်ပါယာကိုထူထောင်မှုပြင်ပါတယ်။အော်စတြီးယားနိုင်ငံရဲ့အစွန်များနယ်မြေလေးအန်လက်စ်ကိုဂျာမန်ပိုင်နက်အဖြစ်ပထမဆုံးသိမ်းသွင်းခဲ့ပြီးလင်းစ်မြို့အနီးမှာပြုပြင်ထိန်းသိမ်းရေးစခန်းဖွင့်လိုက်ပါတယ်။တဖြည်းဖြည်းနဲ့အင်အားကြီးလာတဲ့နာဇီအင်ပါယာရဲ့ချိန်ချောက်မှုဟာဂျာမန်မျိုးနွယ်အများစုနေထိုင်နေတဲ့ချက်ကိုစလိုဗက်ကီးယားနိုင်ငံလေးအတွက်စိုးရိမ်စရာဖြစ်လာပေမဲ့နောက်ွယ်မှာပြင်သစ်နဲ့ဗြိတိန်တို့ကြောထောက်နောက်ခံရှိနေရကြောင်းစစ်ကြီးရဲ့အငွေသက်တွေစတင်နေပါပြီ1938ခုနှစ်စက်တင်ဘာလ30ရက်နေ့မြူနစ်မြို့ကနာဇီရုံးချုပ်မှာဖက်စစ်ဝါဒီသမားဖြစ်တဲ့မူဆိုလီနီရဲ့အီတလီနဲ့ဟစ်တလာကတစ်ဖက်ဗြိတိန်ဝန်ကြီးချုပ်ချိန်မာလင်နဲ့ပြင်သစ်ခေါင်းဆောင်ဒီလာဒီရီတို့ကတစ်ဖက်17နာရီကျော်ကြာမြင့်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီအစည်းအဝေးပွဲဟာထင်မှတ်မထားလောက်တဲ့သဘောတူညီချက်တွေနဲ့အဆုံးသတ်ခဲ့ပြီးစစ်ပွဲမဖြစ်ပွားလို့တော့တဲ့ပြင်သစ်နဲ့ဗြိတိန်တို့ဟာချက်နိုင်ငံရဲ့နယ်မြေတစ်ခုကိုဟစ်တလာလက်အတွင်းထည့်ကဥရောပမှာစစ်မီမမွေးဖို့နဲ့ဒီလောက်နဲ့တင်ရောက်ရဲတင်းတိမ်ဖို့ဂတိတောင်းယူခဲ့ပါတယ်စာရွက်စာတမ်းတွေအပေါ်အလေးနဲ့မထားတတ်သူဟစ်တလာကတော့ဆွေးနွေးပွဲအပြီး6လအကြာမှာပဲချက်နိုင်ငံလုံးကိုကျူးကျော်သိမ်းပိုက်ခါပါရာဂွေးမှာအောင်ပွဲခံခဲ့ပါတယ်ဒါဟာဟစ်တလာလိုချင်တဲ့ဂျာမန်လူမျိုးအစုအဖွဲ့သိမ်းသွင်းခြင်းလုပ်ငန်းဖြစ်ပြီးသူဆက်လုပ်ရမှာကချက်ရဲ့စက်မှုစွမ်းအားနဲ့စစ်ရေးလက်နက်တိစောက်ဖို့ဆိုတာသိနေပေမဲ့မဟာမိတ်တွေဟာထိုင်ကြည့်နေအောင်ကလွဲပြီးမတတ်နိုင်ခဲ့ကြပါဘူးအဲ့ဒီနောက်1939